ကဲတောင်ငူတိုဖူတုံးနဲ့မနက်စာစားပါမယ်တောင်ငူတိုဖူတုံးလေးကမနက်ပိုင်းကိုပြည့်စုံတဲ့မနက်စာလေးဖြစ်စီမှာပါရှယ်ပဲအယောင်အသွေးတွေရတော့နော်ကဲအဲ့ဆိုရင်တော့ဝဲတာနဲ့စလိုက်မယ်တောင်ငူမှာဆိုလို့ရှိရင်သူ့ရဲ့ပုံစံလေးရပေါ့နော်ဒီလိုမျိုးလေးတိုဖူကိုဖန်လိုက်ကလေးပေါ်မှာတိုဖူလေးတွေလှီးထားတယ်ပြီးရင်ငရုတ်တီသူတို့အချိုမုံစားအဲ့လိုထည့်ခြင်းလေးရမထည့်ခြင်းလေးရအချိုမုံကပြီးလို့ရှိရင်စီချက်နဲ့နန်းပဲအဲ့လိုလေးပေါ့နော်ပြီးတော့ဒီလိုအထုပ်လိုက်ကလေးကအသက်ပေါ့နော်တောင်ငူမှာမနှက်ခင်းဆိုလို့ရှိရင်အဲ့ဒါလေးဆိုင်ကယ်ဘေးနားမှာချိတ်ပြီးတော့အဲ့လိုအထုပ်လိုက်ကလေးတွေဝယ်လာပြီဆိုရင်တည်ယူရတာအမောပြီးတော့အဲ့ဒါလေးကိုတုပ်စားပါမယ်တုပ်ပါမယ်ဒါလေးကတော့သူတို့မကြီးရည်နဲ့ငမ်းများကြီးရောထားတဲ့အရေးလေးပေါ့နော်အဲ့ဒါလေးကိုနေတယ်ဒါကတော့မိခင်ညနေပေးနေရပေါ့နော်တောင်ဟူတုတ်ဟူတုတ်ကလေထမင်းဖြူနဲ့ပဲစားထမင်းပူပူလေးနဲ့ပဲစားပေါ့နော်ဒါမှမဟုတ်ထမင်းချမ်းလေးနဲ့ပဲစားဘလို့ဖြစ်စားမိန်နေသီလားအနည်းဆုံး2ပွဲလောက်ကတော့အသားလေးပဲစားပြီးရင်အရှိန်လေးတက်ပြီးတော့ထက်ခူးချင်တာလေးတချို့ဆိုရင်ဒီထက်ငရုတ်တီတောင်ပိုများသေးရဲ့အဲ့လိုရဲ brown ခတ်နေအောင်မှအဲ့ဒါအောင်မှထမင်းပူပြီးလို့ရှင်ရင်နွေးချမ်းပူနေပေါ့နော်လုံးဝ perfect ပဲကဲစားပါတော့မယ်တောင်ဟူရဲ့အစားတောက်လေးလွှမ်းနေတဲ့သူတွေအတွက်ပေါ့နော်တောင်ဟူတုတ်ဟူတုတ်လေးကိုတင်ပြလိုက်တာပါကျမကတော့ဆွဲပါတော့မရှင်တောင်ဟူတုတ်ဖူကလေနေရာတိုင်းမှာရတယ်เนาะသူကလုံးဝတောင်ဟူဆိုလို့ရှိရင်ဒီတောင်ဟူတုတ်ဖူတုတ်ကလုံးဝမစိမ်းတောင်ဟူသားတွေဆိုရင်မနက်ခင်းစောရောက်ပြီဆိုရင်ဘာလုပ်လဲဆိုရင်တုတ်ဖူတုတ်ဆိုင်သွားပြီဆိုလို့ရှိရင်အဲ့ဒါလေးတွေဝယ်ပြီးသွားပြီဆိုလို့ရှိရင်အမလေးဆိုင်ကယ်လေးမှကြည့်လိုက်အဲ့ရှေ့ရချိတ်တဲ့ချိန်နာလေးမှဆိုလို့ရှိရင်အဲ့တုတ်ဖူတုတ်နဲ့သူရဲ့ငှက်မြားကြီးတုတ်လေးတွေကပါမြဲမပါမဖြစ်ပြီးရင်တောင်ဟူမဟင်းကအဲ့လိုလေးတွေပေါ့နော်စားလို့ကောင်းလိုက်တာအခုဒီဆိုင်လေးကလည်းလေတိုဖူသားလေးလည်းကောင်းတယ်ပြီးတော့သူ့ရဲ့အဆက်ဟက်လေးလည်းတည်တယ်ပေါ့နော်အဲ့ဒါလေးကိုရည်နွေးချက်လေးနဲ့ဆိုတော့ပေါ့နော်တအားကိုပြေဆုံးသွားပြီမနက်ခင်းကဘာမှမလိုတော့ဘူးပေါ့နော်တောင်ငူသားတွေဆိုရင်အများကြီးဆွဲဆောင်ကြမလို့ဘူးတောင်ငူတိုဖူသုံးမျက်နှာနဲ့ကိုအဲ့ခံလို့ရနေပြီအဲ့ဒါရှိနေရင်ကိုအဆင်ပြေနေပြီပေါ့နော်အဲ့လိုလေးပါအစားအသောက်လေးတွေလွှမ်းနေတဲ့သူတွေเนาะတောင်ကိုအမြန်ဆုံးပြန်လာခဲ့တောင်ကိုမှဒီမှာအစားအသောက်ကောင်းလေးနဲ့စောင့်နေပါတယ်လို့အခုဆိုဒူးရင်းလေးတွေလည်းပေါ်နေပေါ့เนาะဒူးရင်းလေးကြိုက်တဲ့လူတွေဆိုလည်းကွတ်တီပဲကဲကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ